ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ဗီဒီယိုမလုပ်တာနည်းကြာပါပြီပေါ့နော်ကြာပါဆိုတော့ကျွန်တော်ကြားထဲမှာလည်းအချိန်နည်းနည်းမပေးနိုင်ဘူးဖြစ်သွားတော့ပါအခုကျွန်တော်5ခုမြောက်ဗီဒီယိုပေါ့နော်5ခုမြောက်အရင်ရှေ့ရဟာတွေရဲ့အဆက်ကိုကျွန်တော်ဆက်ပြီးရှင်းပါမယ်ကျွန်တော်တို့ key CEO ကအိမ်ရဲ့မူလအိမ်ပေါ့နော်အဲ့လိုသဘောထားပြီးတော့ကျွန်တော်တို့က key CEO ကိုနားထဲမှာအများအားထားမယ်ဒါပေမဲ့ကျွန်တော်တို့အခုကဒူရီယာတခုခုအကူအညီယူရမှာပေါ့နော်အခုကျွန်တော်ပြောတဲ့ piano app လေးတွေကဖုန်းထဲမှာထည့်လိုက်ဒီခက်ကတော့ရပြီဟိုခက်ကတော့အရင်ခက်ကတော့ tuning box လေးတွေရှိတယ် key C အတန်ထွက်တဲ့အဲ့ခရင်ကွာလေးတောက်လိုက်ချွင်းဆိုရင်ဒီ key C အတန်ထွက်တာပေါ့နော်အဲ့ဒါလေးဆောင်းလိုက်ရင်လည်း key C ကိုဒိုရပါပြီเนาะဒို key C ဒိုပေါ့เนาะအဲ့တော့ key C ဒိုကိုကျွန်တော်တို့ကဒိုရီမီဖာဆိုပြီးဆိုတတ်ပြီဆိုတော့အရင်ဗီဒီယိုမှာ key chain တွေကိုmodulation လို့သုံးပြီးတော့ပြောခဲ့တယ်ပေါ့နော် key chain တာဒါပေမဲ့ key chain modulation လို့ပြောတာတဲ့ key transition လို့ပြောရင်ပိုမှတ်မယ်ပေါ့နော် key ပြောင်းလိုက် transition တောင်ပြောင်းသွားတာပေါ့နော်ဒါပေမဲ့ do re mi fa ကတော့ do re mi fa ပါပဲအဲ့တော့ key C ကနေကျွန်တော်တို့အခြား key တွေကိုလည်းတစ်ချက်ပြောကြည့်မယ်နော် key မှာ C ဆိုရင်စံရခလုံးမှာ C G E ရဲ့ F ရဲ့အတန်ကြားမှာအမဲခလုံးမရှိဘူးသူအဖြူပဲเนาะပြီးတော့ T ဒိုးမှာ B ရဲ့ C ရဲ့ကြားမှာအဖြူခလုံးပဲကြားမှာအမဲခလုံးမရှိဘူးသူတို့နှစ်ခုကကတ်တယ်လို့အတန်ကတ်နေတယ်ဆိုတော့ဒူရီမီဖာအတန်ကတ်နေပါတော့ဒီအတန်ကတ်တော့ပေါ့နော်ကတ်တယ်လို့သတ်မှတ်တယ်အဲ့တော့ကျွန်တော်တို့က key G ကိုဆိုမယ်ဆိုရင် key D ရဲ့ဆိုက key G ရဲ့ဒိုဖြစ်သွားအောင်အဲ့လိုဆိုတော့ဒိုဆိုတော့ဒိုရီမီဖာဆိုအဲ့ဒါဒိုဖြစ်သွားပြီးတော့ဒိုရီမီဖာဆိုလာတီဒါကီးဂျီဖြစ်သွားပြီအဲ့ဒါကျွန်တော်เนาะအဲ့လိုကီးပြောင်းတဲ့အခါမှာကျွန်တော်တို့ကဘာကိုကြည့်ရမလဲဆိုတော့ G ကျွန်တော်တို့ကဒါဆိုရင်ကျွန်တော်တို့ကကီး D နဲ့ကီး C ကအဖြူခွက်နှစ်ခွက်ဂျားတန်ထည့်စရာမလိုဘူး D နဲ့ Re နဲ့မီကလည်းဒါအဖြစ်မီနဲ့ဖာနဲ့ဂျားတော့ဒီမှာတထုံးမရှိဘူးဆိုတော့အတန်တဝက်ပဲလို့သတ်မှတ်တယ်ဒီဖာနဲ့ဆိုနဲ့ကလည်းကျွန်တော်တို့ကဒါကတုံးအပြည့်ဆိုနဲ့လာနဲ့ကလည်းတုံးအပြည့်လာနဲ့တီနဲ့ကလည်းတုံးအပြည့်အဲ့တော့တီနဲ့ဒိုးနဲ့ကြတော့အတန်တဝက်ဖြစ်သွားတယ်အဲ့လိုပဲကျွန်တော်ကီးကြီးကိုပြောင်းလိုက်ပြီဆိုတော့ကီးကြီးကိုပြောင်းလိုက်တဲ့အချိန်မှာဒီဒိုရီG ကနေသွားမယ် G A B C ဒိုရီမီဖာမှာမီနဲ့ဖာတော့မှန်တယ်အတန်တဝက် B နဲ့ C နဲ့เนาะအဖြူကလုံးနှစ်ခုကြားမှာကြားတာမရှိဘူးဆိုလာတီကျတော့ E နဲ့ F ကတ်နေလို့မရဘူးသူကဆိုလာနဲ့တီနဲ့ကသူကဒီမှာလာနဲ့တီနဲ့ကတုံးဝေးတယ်
ဒီလိုတတ်မှတ်တယ်ဆိုတော့လာနဲ့ဒီနဲ့အတန်တပြည့်သွားမယ်ဆိုရင်ဒီ F ကိုဒီ G နဲ့ဒိုးနဲ့ကောက်အောင်ဒီခလုတ်လေးကတီဖြစ်သွားအောင်ဒီဖာကတီမဖြစ်ဘူးเนาะဖာရဲ့အတန်တစ်ဝက်ဒီဖီကိုသွားပြီးတော့အဲ့ဒါနောက်မှပြောမယ်เนาะဖီကိုဟိုထားလို့ရတော့အဲ့ဒါတွေကအတန်ဝက်တွေကိုခေါ်တယ်စကလုံးတွေပေါ့เนาะအဲ့တော့ဒီ app ဆိုတော့ kg ကိုရေးမယ်ဆိုရင်စာရင် GABC D E ဆိုတော့ F ကဒီခလုတ်မဲဖြစ်သွားတယ်ခလုတ်မဲကဘယ်လိုခေါ်မလဲခလုတ်မဲဘယ်လိုခေါ်မလဲဆိုတော့သူ့ကအပေါ်တက်ရင်ပေါ်တက်တဲ့အတန်ကို sharp F ရဲ့အရှိဆိုရင် F sharp လို့သတ်မှတ်မယ်သူ့အနောက်ဆုပ်ရင်ဒီလိုသင်္ကေတ flat ဆိုရင်နောက်ကိုဆုပ်တယ်အဲ့တော့ G ကနေနောက်ကိုဆုပ်တဲ့ခလုတ် F ကနေရှေ့ကိုတိုးတဲ့ခလုတ် F sharp နဲ့ G flat เนาะ F sharp နဲ့ G flat ဖြစ်သွားမယ်ဒီမှာเนาะဒီမှာက F sharp ပဲเนาะ G flat ကတော့G flat လို့ရေးရင်လည်းအတန်တော့တူပဲအဖြတ်နဲ့ G flat ကဒီအမဲခလုတ်ပဲဆိုတော့အတန်တူတယ်အတန်တူတော့သူတို့ကို anharmonic လို့ခေါ်တယ်သူကခေါ်ဖို့မတူပေမဲ့အတန်တူတယ်ဒါပေမဲ့ကျွန်တော်တို့ကအပေါ်ကိုတက်သွားရင် F sharp ပဲရေးရမှာအဲ့ဒီနေရာမှာမဟုတ်ပါဘူးကွာ G A B C D E G flat G လို့ဒီလိုရင်းနေတာလုံးဝ theory ရမှားတယ်ပေါ့နော် theory ရမှားတယ်ဆိုတော့အဲ့လိုရေးလို့မရဘူးเนาะflat key တွေကြာမှာသူကဟို flat တွေနဲ့ရေးမှာပေါ့เนาะဒါ sharp key လို့ခေါ်တယ်အဲ့တော့သူမှာ G A B C D E F G မှာဒီနဲ့တူကတ်ရဲ့အတန်ပြအောင် F ကိုရှေ့ကိုခလုတ်တစ်ခုရွှေ့ပေးလိုက်ရတယ်အတန်တစ်ခုရွှေ့ပေးလိုက်ရတယ်အဲ့တော့ F sharp G ဆိုတော့ကျွန်တော်တို့ step note မှာလည်းနေရာရွေ့သွားတယ် step note မှာတော့ notes ကနေရာရွေ့သွားပါတော့เนาะဒါ step note ကိုပြရတဲ့အခါကျရင်သေချာပြောပြမယ်เนาะဒီဥစ္စာက do re mi fa sol la ti ရိုးမှာတော့အတန်ကအကယ်၍စမ်းရမှာနှိပ်ပြီးတော့ဆိုသွားမယ်ဆိုရင်ကျွန်တော်တို့က C ကျတော့ဒိုထားပြီးတော့ C ကိုဒိုထားပြီးတော့ do re mi fa sol so do ဆိုရင် do နှိပ်ပါမယ် G ကနေ do re mi fa ဟုတ်ပြီအဆင်ပြေ so laဒီနဲ့ဒိုးနဲ့ကြတော့ကျွန်တော်တို့ကဒီ E နဲ့ F ကိုတနှိပ်လို့မရ E နဲ့နှိပ်ပြီးရင် F sharp ကိုနှိပ် G ကိုနှိပ်မှာ solar T လို့ဆိုတဲ့အတိုင်းစနေရမှာထွက်လိမ့်မယ်အဲ့တော့စနေရနဲ့ပြတာဒါ key C ကအမဲခလုံးမပါတဲ့အတွက် white key တွေပဲပါတယ်သူsharp တွေ flat လည်းမပါတော့ natural scale လို့သတ်မှတ်တယ်ကျွန်တော်တို့အခု do re mi fa sol la ti do ဆိုတာဒီဟာလေးတွေသွားတာကိုကျွန်တော်က negative လေးတွေတစ်ဆင့်တက်သွားလို့မြင်အောင်ပါပေါ့နော်မြင်အောင်ပါဆိုတော့အဲ့တော့အခုဆိုရင် G ဆိုတာ F sharp တစ်လုံးပါတဲ့အတွက် one sharp key လို့ခေါ်တယ်เนาะ F sharp တစ်လုံးပါတဲ့အတွက် one sharp key ဖြစ်သွားပြီ one sharp key ဖြစ်သွားတယ်ဆိုတော့ C က do re mi fa sol la ti do နဲ့ G က do re mi fa sol la ti do က do re mi fa ဆိုတဲ့အတန်ချင်းတော့တန်ထွက်ချင်းတော့တူတယ်ဒါပေမဲ့သူက
တကယ် note မှာကြတော့သူ့အတန်ကပြောင်းသွားတယ် F sharp နေရာမှာเนาะအကယ်၍ကျွန်တော်တို့က key C ကို do re mi fa sol la ti do ဆိုသွားတဲ့အချိန်မှာ sol la ti do ဆိုသွားပြီးတော့ G အတွက် sol la ti do re mi fa မှာဒါဆိုလိုက်ရင်ကျွန်တော်အတန်ကြောင်ပါမယ်ကျွန်တော်တို့ဒီနေရာမှာဒါ key C အတွက်ပဲအတန်ဝက်ဖြစ်တာ key G အတွက်ကျတော့အတန်ဝက်မဖြစ်ဘူးเนาะအတန်ဝက်ဖြစ်အောင် F ကိုရှေ့ကိုတစ်ခလုတ်အမဲကလုတ်ကိုရွှေ့ပြီးလိုက်ရမယ်အဲ့တော့မှ do re mi fa sol la ti do เนาะအတန်ကျွန်တော်ကရှင်းဆိုတာတော့ကြာပါပြီအတော့ကြာတဲ့အတွက်ဒီ key G ကိုဆိုတဲ့နေရာမှာဒီအမြင့်တန်ကြတော့မဆိုနိုင်ဘူးပေါ့เนาะနည်းနည်းအတန်အပြည့်မရသေးဘူးเนาะအဲ့တော့အပြည့်ရအောင်ခင်ဗျားတို့လည်းကျွန်တော်လည်းတူဒါကျင့်ရမှာပေါ့เนาะကျင့်ရမယ်ဆိုတော့ဒါက key C ကနေ key G ကိုပြောင်းတာရယ်ဒီမှာဒီအမဲခလုတ်တွေကဘာခလုတ်လဲဆို sharp flat ခလုတ်တွေလို့ခေါ်တယ်အဲ့တော့ F sharp အရှေ့ဆို F sharp စီ G ရဲ့နောက်ကခလုတ်နဲ့တူပဲတစ်ခလုတ်တည်းဆိုတော့ G flat ခေါ်လို့ရတယ်တူပဲ G flat เนาะအတန်တူပဲဒီခလုတ်ပဲနှိမ့်မှာဟိုဒီခလုတ်တစ်လုံးနဲ့နှိမ့်မှာအဲ့တော့ G ရဲ့ရှေ့ရဟာဆိုရင်မဲခလုတ်ဆို G sharp က A ရဲ့အနောက်ကဖြစ်တဲ့အတွက် A flat အဲ့လိုဖြစ်သွားမှာเนาะ A ရဲ့ရှေ့ရဆိုရင် A sharp သူက B ရဲ့အနောက်ခလုတ်ဖြစ်တဲ့အတွက် B flat အဲ့လိုမျိုး sharp flat တွေကိုခေါ်ပေါ်ရင်းနဲ့ကျွန်တော်တို့ key တွေအများကြီးဖြစ်လာတာပေါ့เนาะ key တွေအများကြီးဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့ .NET Solver ကိုအဓိကထားပြီးသွားပြီမယ်ကျွန်တော်တို့ဒီ step note ကိုတခါလဲကျွဲပြီးတော့မှတ်သွားရင် note နှစ်ခုလုံးရသွားတယ်ဆိုတဲ့ပုံဖြစ်သွားမှာเนาะအဲ့တော့ဒီ .NET Solver မှာကျွန်တော်တို့ timing ယူရဲ့ဟာကိုကျွန်တော်တို့ဆက်ပြောကြည့်မယ်เนาะ timing ယူတာက 2 pass ဆိုတာသွေးခုံနှုံးပေါ့2 pass ဆိုနှစ်ချက်ခုံဒါ beat ပဲ2 pass ဆိုတာ2 beat beat နှစ်ခုပဲเนาะ beat နှစ်ခုမှာ1 2တပါးဘား line လေးတွေရေးလိုက်ပြီသူ့ကိုဘားနဲ့ကျွန်တော်ပိတ်တော့ပထမမှာကျွန်တော်တို့do re mi fa เนาะ sol la ti do တွေကိုဒီ .NET Solver ကိုကျွန်တော်တို့ဒါအလွတ်ဒီတိုင်းဘာတွေမပါဘဲနဲ့တိုင်မင်မပါဘဲနဲ့ဆိုကျင့်ခဲ့တာအရှိမအခုကျွန်တော်တိုင်မင်နဲ့နောက်ပိုင်းဆိုမယ်ဆိုတော့အရင်ဆုံးသူတို့ရဲ့ဒီ beat တွေကိုကြည့်မယ် beat တွေကိုကြည့်မယ်2 pass ဆိုတာ2 beat ပဲ2 beat ဆို1 2 1 2ပြောတော့မှာ metronome ဆက်လေးတယ်ဒီခေတ်မှာရှိပါတယ် metronome ဖုန်းတွေမှာလည်း metronome app application လေးရှိတယ်ကိုလိုချင်တဲ့တိုင်ပဲအနည်းဆိုနေအမြန်ဆိုအမြန်အချို့ဆိုနံပါတ်နဲ့50ထားဆို50 60ထားဆို60ဆိုဒါတစ်စက္ကန့်နဲ့မြည်ရပါတော့အဲ့လိုသွားတယ်ပေါ့နော်အဲ့တော့1 2 1 2အဲ့လိုပုံမှန်လေးစီးချက်လေးသွားတယ်စီးချက်နေစစ်သားတွေလမ်းလျှောက်တယ်လို့ပေါ့နော်အဲ့တော့1 beat တစ်ခုမှ melody တစ်ခုကြာပြီးတော့ तू က strong beat လို့ခေါ်တယ် beat အနေနဲ့ဆိုတော့ strong bass ပေါ့နော် bass လို့ခေါ်ရင်လည်း strong bass လို့ခေါ်မယ် strong ဆိုတာ तू ကပြင်းတယ်သူ့နောက်ကလိုက်တဲ့ဟာ beat က weak beat ဖြစ်သွားတယ်လာဆိုလာဆိုပထမစဆိုတဲ့အတွက်ပထမခြေလမ်းဖြစ်တဲ့အတွက် तू ကအတန်နဲ့ပြင်းတယ်လာအဲ့လိုမျိုး weak ဒုတိယ beat က weak ဖြစ်သွားတယ်အဲ့ weak .NET Solver မှာ weak beat တွေကိုရေးမယ်ဆို weak beat ရဲ့ရှေ့မှာအဆက်လေးနဲ့ဆက်ပါမယ်เนาะအဲ့တော့3 pass ဆိုကြည့်1 2 3လာအဲ့တော့ strong weak
ပထမအောင်ဆုံးပြီးကတော့ကျွန်တော်တို့ strong ပဲအပုံသေးတာမှတ်ထားလာလာလာဒါ3ချက်ပြီးရင်4ချက်စီ4ချက်စီဆိုရင်week ပြီးတွေရဲ့ရှေ့မှာအဆက်လေး20နဲ့ကျွန်တော်တို့ notes ရေးမယ်เนาะကျွန်တော်တို့ဒီ tonic software ကိုရေးမယ်ဆိုရင် week ပြီးရဲ့ရှေ့မှာအဆက်20ရှိတယ်အဆက်20ရှိတယ် strong ပြီးရဲ့ရှေ့မှာတော့ဘားလိုက်မယ်ရှိတယ်เนาะအဲ့ဒါလေးတော့သိရမယ်အဲ့ဒါလေးပါထည့်ပြောရမယ်เนาะထည့်ပြောရပါတယ်အဲ့တော့ 4 pass ဆိုရင် 4b ပေါ့ 4b ဆိုရင်သူကနှစ်ချမ်းခွဲလိုက် strong weak medium weak တတိယသူက medium လို့သတ်မှတ်တယ်နည်းနည်းလေး weak ထက်တော့နည်းနည်းပြင်းတာပေါ့နော်အဲ weak လို့လည်းဆိုရင်ဆိုလို့ရတယ်တချို့ theory စာအုပ်တွေမှာ weak ပြတယ်အဲ့တော့ weak ရှေ့မှာအဆက်20 strong ရှေ့မှာဘားလိုက်အလယ်က medium ရဲ့ရှေ့မှာ short line လေးတခုပါတယ် weak ပြည့်ရဲ့ရှေ့မှာအဆက်လေးပါเนาะအဲ့လိုမျိုး4 pass ပြီးတော့6 pass ဆိုလဲဒါ1 2 3 4 5 6သူရဲ့ပြီးက6ပြီးဆိုတော့ strong weak weak medium weak weak အဲဒီလိုသွားပါဘောเนาะအဲ့တော့နောက်တော့6 pass ပြီးရင်9 pass ဒါကျွန်တော်ရှင်းရှုပ်တွေ theory ခဏမေ့တာမယ်เนาะတက်တဲ့လူတွေလည်းပါမှာပေါ့နော်ဒီမှာကြည့်ရင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒါ rudiments of music theory ပေါ့နော် rudiments of music ဆိုတာဟိုဟာဂီတရဲ့အခြေခံကျွန်တော်ပြောတာမပြည့်စုံလေဒီဂီတရဲ့အခြေခံတင်တယ်လို့စာအုပ်အထူးတအုပ်တော့သွားတာပေါ့နော်အဲ့တော့ကျွန်တော်မှတ်တာမှာ2ချက်3ချက်4ချက်4ချက်ပြီးရင်6ချက်ပြီးရင်9ချက်เนาะ strong weak 4ချက်ဆိုရင်2ချက်တစ်ခုခွဲ2ချက်တစ်ခုခွဲ6ချက်ဆိုရင်3ချက်တစ်ခုခွဲ3ချက်တစ်ခုခွဲအဲ့တော့9ချက်ကြရင်3ချက်တစ်ခုခွဲ3ချက်တစ်ခုခွဲ3ချက်တစ်ခုခွဲအဲဒီလိုသွားတာเนาะ strong weak medium weak medium weak ဆိုပြီးတော့ဒီလို1 2 3 4 5 6 7 8 9ဒါဆိုတချင်းဆိုရဲ့ notes မှာ6ချက်ဆိုရမယ်ဆိုရင်ကျွန်တော်9 beat ဆိုဖို့ဒီလိုသတ်မှတ်ထားတယ်เนาะအဲ့တော့နောက်တော့9ပြီးရင်12 pass ကြရင်သူလည်း3 beat အဲ့လိုမျိုးခွဲလိုက်တယ်1 2 3ပြီးတော့4 5 6 7 8 9 10 11 12ဒီလိုဒါတွေကတော့တွေ့ခဲ့ပါတယ်เนาะဒါကြအဲ့တော့2ရယ်3ရယ်4ရယ်6ရယ်ကျွန်တော်တို့အဓိကအဆိုး level မှာတွေ့ရတတ်တဲ့ကျွန်တော်တို့စီးချက်တယ်ပေါ့เนาะအဲ့တော့ဒီမှာဆိုရင်ကြည့်အဲ့လိုဆိုမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာရေးရတာဒီကီးစီကိုသူက step note နဲ့တွဲပြီးရေးတာ2 4ဆိုတော့အောက်က4ခဏတာ2အပေါ်က2ကိုကြည့်လိုက်ရင်ဒါခုနလို2 pass နဲ့ဒီ2 pass နဲ့မကွာဘူးတူပဲ2 pass မှာကျွန်တော်တို့ကstrong ရယ် weak ရဲ့ရှေ့မှာအဆက်20 strong ရယ် weak ရဲ့ရှေ့မှာအဆက်20 strong ရဲ့ရှေ့မှာဘားလိုက်เนาะ strong ရဲ့ရှေ့မှာဘားလိုက် weak ရဲ့ရှေ့မှာအဆက်20အဲ့လိုမျိုးကျွန်တော်တို့ရေးသွားပါတယ်ကျွန်တော် step ကိုမပြောသေးဘူးเนาะ step note ကိုမပြောသေးဘူးဒီအောက်က tonic software note ကိုပဲကျွန်တော်ပြောတာပါအဲ့တော့အဲ့ဒီမှာသူကရွတ်ရင်အတန်တစ်မျိုးတည်းကိုအရင်လေ့ကျင့်တယ်ရှင်းပြောရင်လာ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 ဆိုတော့ဒီမှာသူကဒီ
first beat ရဲ့ second beat ကျတော့သူက note မရေးတာကိုဒီဆိုတာဒိုမရေးတာပဲနဲ့သူကဒီမှာဒီ dash လေးဆွဲတာဒါဒီရဲ့အရှိတန်ကိုနောက်ထိဆွဲသွားမယ်လို့ပေါ့အဲ့တော့သူကဒါဆိုတာတော့ကျွန်တော်တို့ download software ရဲ့ counting လုပ်တဲ့အတန်တွဲပေါ့နော်အဲ့တော့ကျွန်တော်လာနဲ့လည်းရတယ်ဒီတာအာတို့တာတိုင်တို့တော့ကျွန်တော်နောက်ဗီဒီယိုမှာရှင်းပြမယ်နော်အခုတော့လွယ်ကူကူပဲလာဒါနှစ်ချက်လာဒါဆိုရင်လာနှစ်ချက်ကနေတော့ဒီနောက်ထိပါတော့ဆွဲလိုက်ရင်လာအဲဒီလိုဆိုလို့ရအောင်เนาะအရင်ဆုံးလာနဲ့ကျွန်တော်တို့ဆိုကြည့်လို့ရတယ်အဲ့တော့ကျွန်တော်တို့အခု chef flat တွေသိသွားပြီ chef flat တွေသိသွားပြီဒီ bus လေး bus တို့မဟုတ်ပြီးတွေကိုကျွန်တော်တို့သိပါပြီเนาะအဲ့တော့နောက်ဗီဒီယိုတွေကြာရင်ကျွန်တော်တို့ဒီ download software ရဲ့အတန်ထွက်နေနဲ့ဒီ download software မှာကျွန်တော်တို့စီးချက်နဲ့နေနဲ့တိတိကျကျဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့ဆိုကျင်ကြမယ်เนาะအဲ့တော့အရင်နေ့ကရှင်းခဲ့တဲ့သင်ခန်းစာလေးနဲ့ပဲကျွန်တော်တို့ပြန်ပြီးနှိုးလိုက်မယ်do so mi do mi so do so mi so mi do mi so mi so do so mi do mi so do အဲ့တော့ဒါအလွတ်ဆိုတာခုနပတ်စီမပါဘူးအဲ့ဒါတွေကျွန်တော်တို့ကဒီမှာထဲလိုက်ရင်ရတယ်เนาะဒီမှာတိုင်ပင်ထဲမယ်ဆိုရင်24ဆိုရင်24ကိုကြည့်လိုက်ရင်ဒီမှာဘာလိုင်းချတာကြည့်လိုက်ရင်24လား44လားအဲ့ဒါကိုကျွန်တော်တို့ခွဲခြားပြီးသိတယ်34လားဒါဆိုရင်ဒီမှာဒါဆိုရင်34သူကအပေါ်မှာ34ကျွန်တော်တို့ကဒီ step ကိုမမြင်ရဘူး step note ကိုမမြင်ရဘူးဒီအောက်ကဟိုကိုပဲကြည့်လိုက်တယ်ဒါ download software ကိုပဲကြည့်လိုက်တယ်ဒါအဲ့တော့ဒီမှာ strong မှာအဆက်တစ်ဆက် weak ဒီမှာမီရဲ့ရှင်းမှာအဆက်တစ်ဆက်နှစ်ဆက်ဆိုတော့ weak နှစ်ခုရဲ့ရှင်းမှာအဆက်နှစ်ဆက်ဆိုတော့ဒါ1 2 3ဒါဆိုရင်ဒါ 3 pass measure ဆိုတာကျွန်တော်တို့3 pass 3ချက်ဆိုရမယ်ဆိုတာကျွန်တော်တို့သိသွားပြီเนาะအဲ့တော့ဒီ step note မကြည့်လဲဆိုလို့ရတယ်ဒါပေမဲ့ step note ဒီစာပေရေးမှတ်ထားတာဖြစ်ပြီးတော့ကျွန်တော်တို့ download software ကတော့ဒီစာပေကိုကျွန်တော်တို့ကပါဇက်ကနေအတန်ထွက်ပြီးဖတ်လိုက်တဲ့သဘောပဲဒီ music ကိုလည်း do re mi fa အတန်နဲ့ကျွန်တော်တို့က melody ကိုပေါ်ဆောင်လိုက်တယ်ပေါ့နော်အဲ့ဒီသဘောပါပဲအဲ့ဒီတော့ကျွန်တော်တို့နောက် video တစ်ခုမှာဒီထက်ပိုတဲ့သင်ခန်းစာတွေနဲ့ထပ်တွေ့မယ်နော်